အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အခုတလောကြားနေရတဲ့ Amphi မှာဟီဟာစကလုံးဟာဘောလုံးဝသနာရှင်တွေကြားမှာပြောစမှတ်ဖြစ်နေခဲ့ပါတယ်အဲအကြောင်းဒီတစ်ခေါက်မှာတော့ကျွန်တော်တို့က Amphi Stadium ရဲ့အကြောင်းလေးကိုကျွန်တော်တို့ရှာဖွေတွေ့ရှိသလောက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ် Amphi ကွင်းကိုမူလကလီဗာပူးအသင်းရဲ့မြို့ကန်ပြိုင်ပွဲအသင်းဖြစ်တဲ့ Everton အသင်းကအိမ်ဝင်းဖြစ်1884ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်Everton အသင်းဟာ Amphi ပိုင်ရှင်ဖြစ်သူ John Holding နဲ့ကွင်းငှားရန်ကကိစ္စအဆင်မပြေဖြစ်ပြီး1891ခုနှစ်မှာတော့ Everton ဟာ Goodison Park ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ Everton အသင်းပြောင်းရွှေ့ပြီးတဲ့နောက်မှာတော့ကွင်းပိုင်ရှင် John Holding ဟာ1892ခုနှစ်မှာလီဗာပူးဘောလုံးကလပ်ကိုတည်ထောင်ခဲ့ပြီး Amphi ကွင်းကိုအသင်းရဲ့အိမ်ဝင်းဖြစ်အသုံးပြုခဲ့ပါတယ်။လီဗာပူးအသင်းရဲ့ပထမဆုံးပွဲကို1892ခုနှစ်စက်တင်ဘာလ1ရက်နေ့မှာ Rotherham အသင်းနဲ့ကစားခဲ့ပြီး9ဂိုးတကူနဲ့အနိုင်ရခဲ့ပါတယ်။လက်ရှိ2024-2025ရာသီအစပရိသတ်ဝန်ဆန့်မှုလက်ရှိအချိန်တွေကတော့61286ဖြစ်ပြီးတော့1952ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့လီဗာပူးအသင်းနဲ့ Wolverhampton အသင်းတို့ရဲ့ FA Cup ပွဲစဉ်မှာတော့ပရိသတ်ဦးရေ61905ယောက်ထိရှိခဲ့ပါတယ်။ကွင်းအကျယ်ဝန်းကတော့101မီတာ68မီတာထိရှိပြီးတော့ Amphi ကွင်းကို1884ခုနှစ်မှာတိစောက်ခဲ့တာပဲဖြစ်ပါတယ်။တိုးချဲ့မှုအချိန်တွေနဲ့ကတော့လီဗာပူးအသင်းဟာ2000ခုနှစ်များနောက်ပိုင်းမှာကွင်းတက်တိစောက်ဖို့စဉ်းစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ Amphi ကိုပြန်လည်မွမ်းမံတိုးချဲ့ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ Main Stage ကို2016ခုနှစ်မှာတိုးချဲ့ခဲ့ပြီးပရိသတ်8500ထပ်မံဝင်ဆက်လာခဲ့ပါတယ်။ Amphi Road တန်းကို2024ခုနှစ်မှာပြည်စည်းအောင်ထပ်မံတိုးချဲ့ခဲ့ပြီးကွင်းရဲ့စုစုပေါင်းပမာဏကို6100ကျော်ထိတိုးမြင့်ခဲ့ပါတယ်။ Dapcott ဟာတစ်ထပ်ထဲရှိတဲ့ပွဲကြီးစဉ်ဖြစ်ပြီးကမ္ဘာပေါ်မှာအကျော်ကြားဆုံးပရိသတ်ထိုင်ကုန်နေရာများတဲ့ကတစ်ခုပဲဖြစ်ပါတယ်။ You Will Never Walk Alone တခြင်းကိုပွဲစဉ်မတိုင်မီအဆိုများရဲ့နေရာဖြစ်ပြီးတော့ကွင်းအတွင်းစိတ်လှုပ်ရှားပွဲအကောင်းဆုံးအသံတွေကိုဖန်တီးပေးလိမ့်ရှိပါတယ်။ This is Amphi ဆိုတဲ့ဆိုင်းဘုတ်ကိုလည်းကစားသမားဝင်ပေါက်လမ်းကြောင်းမှာချိတ်ဆွဲထားတဲ့ဒီဆိုင်းဘုတ်ဟာထင်ရှားတဲ့ပြရုပ်တစ်ခုဖြစ်ပြီးတော့ပြိုင်ဘက်အသင်းတွေကိုအားနည်းစေရန်ရည်ရွယ်ပြီးချိတ်ဆွဲထားခဲ့တာပဲဖြစ်ပါတယ်။ကစားသမားများဟာကွင်းအတွင်းဝင်ခင်မှာဒီဆိုင်းဘုတ်ကိုထိပြီးကန်ကောင်းခြင်းတွေယူလေးရှိပါတယ်။ Amphi ရဲ့လက်ရှိ61286ယောက်လူဝင်ဆက်မှုဟာအင်္ဂလန်နိုင်ငံရဲ့ Premier League ဘောလုံးကွင်းတွေထဲမှာအကြီးဆုံးစီးရင်ဝင်နေပါတယ်။ဥပမာအားဖြင့် Manchester United တင်ရဲ့ Old Trafford ကွင်းဟာ94,310ယောက်ထိဝင်ဆက်ထားခဲ့ပြီးအင်္ဂလန်မှာအကြီးဆုံးဖြစ်သလို Tottenham Hotspur Stadium ဆိုရင်62,850ထိဝင်ဆက်သလို Arsenal တင်ရဲ့ Emirates Stadium ဟာလည်း6,904ယောက်ထိဝင်ဆက်ပါတယ်။ Amphi ဟာလူဝင်ဆက်မှုပမာဏအရအင်္ဂလန်ပြည်မှာတခြားကွင်းများထက်အနည်းငယ်သေးငယ်တော့လဲ၎င်းရဲ့သမိုင်းဝင်အမွေနှင့်ထူးသဖြင့် The Court မှာဖန်တီးပေးတဲ့ပြင်းထန်တဲ့ပွဲကြီးပရိသတ်အငွေ့သက်ကြောင့်ကမ္ဘာအကောင်းဆုံးကွင်းတွေထဲမှာတစ်ခုဖြစ်အမြဲတမ်းသတ်မှတ်ခံခဲ့ရပါတယ်။ The Court ဆိုတာကမူလကရက်ကြည့်စဉ်ဖြစ်ပြီးတော့1906ခုနှစ်မှာတောင်အာဖရိကစစ်ပွဲဘိုးဝါအတွင်းက Spion Court တောင်ကုန်းမှာကြာဆုံးခဲ့တဲ့လီဗာပူးအသင်းသားစစ်သည်တွေကိုဂုဏ်ပြုတဲ့အနေနဲ့အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။1994ခုနှစ်မှာတော့ထိုင်ကုန်များစွာပါဝင်တဲ့ပွဲကြီးစဉ်ဖြစ်ပြောင်းလဲခဲ့ပါတယ်။လီဗာပူးအသင်းဟာ Amphi မှာမရေတွက်နိုင်အောင်အမှတ်ရစရာပွဲတွေကိုကစားခဲ့ပါတယ်။အထင်ကရပွဲတချို့ကိုဖော်ပြရမယ်ဆိုရင်တော့2005ခုနှစ် Champions League Quarter Final Juventus အသင်းကို2-1နဲ့အနိုင်ရခဲ့တဲ့ပွဲ2009ခုနှစ် Champions League 16သင်းအဆင့်မှာReal Madrid အသင်းကို4-0နဲ့အနိုင်ရခဲ့တဲ့ပွဲ2019ခုနှစ် Champions League Semi Final ဒုတိယကြော့မှာ Barcelona အသင်းကိုပထမကြော့က3-0နဲ့ရှုံးနိမ့်ထားပေမဲ့ဒုတိယကြော့မှာ4-0နဲ့ပြန်လည်နိုင်ယူနိုင်ခဲ့ပြီးဘိုလူပွဲကိုတက်ရောက်နိုင်ခဲ့တဲ့သမိုင်းဝင်ပွဲ2014ခုနှစ် Premier League မှာ Manchester City အသင်းကို3-2နဲ့အနိုင်ရခဲ့တဲ့ပွဲ2001ခုနှစ် UEFA Plus Semi Final မှာဘာစီလိုနာကို1-0နဲ့အနိုင်ရပြီးပိုတူပွဲကိုတက်ရောက်ခဲ့တဲ့ပွဲတွေပဲဖြစ်ပါတယ်။လီဗာပူးအသင်းဟာ Amphi မှာရှုံးပွဲရှားပါတဲ့အသင်းဖြစ်ပေမဲ့အမှတ်ရစရာရှုံးပွဲများလည်းရှိပါတယ်။ Real Madrid အသင်းကို2023ခုနှစ် Champions League 16သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာပွဲအစပိုင်း2-0နဲ့ဦးဆောင်နေခဲ့ပေမဲ့နောက်ဆုံးမှာ2-5ဆိုတဲ့ရလဒ်နဲ့ပြန်လည်ရှုံးနိမ့်ခဲ့ရတဲ့ပွဲ Manchester City အသင်းကို2021ခုနှစ်မှာ4-1နဲ့ရှုံးနိမ့်ခဲ့ရတဲ့ပွဲအဲ့အရာတွေကအကြီးမားဆုံးရှုံးပွဲများထဲမှာပါဝင်ပြီး1930ခုနှစ်က Sunderland အသင်းကို6-0နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြင်1929ခုနှစ်က Manchester City အသင်းကို6-1နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲနဲ့2021ခုနှစ်အတွင်းပြိုင်ပွဲအားလုံးမှာအိမ်ကွင်းပွဲစဉ်6ပွဲသက်ဇက်တိုက်ရှုံးပွဲများရှိခဲ့ခြင်းကတော့အမှတ်ရစရာရှုံးပွဲတွေပဲဖြစ်ပါတယ်။ Amphi ကွင်းကြီးဟာလီဗာပူးအသင်းအတွက်ရွှေရောင်သမိုင်းများစွာကိုရေးထိုးပေးထားခဲ့တဲ့ဘောလုံးကွင်းတစ်ခုဖြစ်ပြီးကမ္ဘာပေါ်မှာအကျော်ကြားဆုံးနဲ့အလေးသားခံရသောဘောလုံးကွင်းများထဲကတစ်ခုလည်းဖြစ်ပါတယ်။ဒါကတော့ Amphi Stadium အကြောင်းကိုကျွန်တော်တို့ရှာဖွေတွေ့ရှိသလောက်ဖော်ပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေဗေကစားသမားတွေရဲ့အကြောင်းတွေအခြားအကစားအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပြီးခြင်းဖြင့်ကူညီအားပေးလို့ရပါတယ်။ TikTok channel လေးကိုလည်း follow လုပ်ထားဖို့မမေ့ကြနဲ့နော်။